ဒီမိန်းကလေးငယ်လေးဟာလူတစ်ယောက်ဘယ်အချိန်မှတည်ဆုံးတော့မလဲဆိုတာကိုကြိုတင်မြင်နိုင်စွမ်းရှိပါတယ်။ဒီနေ့မှာသူမဟာမိခင်ဖြစ်သူနဲ့အတူခရီးသွားနေရင်အမျိုးသမီးတစ်ယောက်ရဲ့ဦးခေါင်းပေါ်မှာထူးဆန်းတဲ့ခဏန်းတစ်ခုကိုတွေ့လိုက်ရတယ်။အဲ့ဒီခဏန်းရဲ့အဓိပ္ပာယ်ကတော့ထိုအမျိုးသမီးဟာနောက်တစ်မိနစ်အတွင်းတည်ဆုံးတော့မယ်ဆိုတာပါပဲ။ဒါကြောင့်ကောင်မလေးကအဲ့ဒီအမျိုးသမီးမှာတခုခုနေမကောင်းဖြစ်နေတာမျိုးရှိသလားလို့မေးလိုက်ပါတယ်။ဒါကိုကြားတဲ့အခါကောင်မလေးရဲ့အမေကသမီးဖြစ်သူကိုတားမြစ်လိုက်ပြီးအဲ့ဒီလိုမေခုံမျိုးမမေးဖို့ဆုံးမကအမျိုးသမီးကိုတောင်းပန်စကားဆိုခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလိုပြောပြီးမကြခင်မှာပဲကြီးမားတဲ့ပန်းဦးတစ်လုံးဟာအမျိုးသမီးရဲ့ခေါင်းပေါ်ကိုပြုတ်ကျလာပြီးသူမဟာနေရာတင်ပွဲချင်းပြီးတည်ဆုံးသွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့မိခင်နဲ့သမီးဖြစ်သူတို့လေရင်စီးနေစဉ်အတွင်းမှာလေရင်ပေါ်ကခရီးသည်တွေနဲ့ဝန်ထမ်းတွေအားလုံးရဲ့ခေါင်းပေါ်မှာခုနကလိုကနန်းမျိုးတွေကိုကောင်မလေးကထပ်မံမြင်တွေ့လာရပြန်ပါတယ်။ဒါကိုမြင်လိုက်ရတဲ့အခါလေရင်ပေါ်ပါလာသူအားလုံးတည်ဆုံးတော့မယ်ဆိုတာကိုသူမနားလည်သွားပါတယ်။မိခင်ဖြစ်သူကဒါကိုသိလိုက်ရတဲ့အခါလူအားလုံးကိုလေရင်ပေါ်ကဆင်းမှုပြောပြီးမယ်ဘယ်သူမှမယုံကြပါဘူး။လေရင်ဘူးကလည်းနှောက်ယှက်မှုဖြစ်စေတယ်ဆိုပြီးသူတို့ကိုလေရင်ပေါ်ကနေဆင်းခိုင်းပါတယ်။အဲ့ဒီအချိန်မှာပဲအနီးနားမှာထိုင်နေတဲ့ CEO တယောက်ကဒီအခြေအနေကိုသတိပြုမိသွားပြီးသူလဲလေရင်ပေါ်ကဆင်းကျင်တယ်လို့လေရင်မူးကိုပြောလိုက်ပါတယ်။ကြံတဲ့လူတွေက CEO ကိုကြည့်ပြီးလောင်ပြောင်ရဲမောကြပေမဲ့ CEO ကတော့ဂယုမဆိုင်တဲ့ပဲအဲ့ဒီအမျိုးသမီးနဲ့သမီးငယ်လီတို့နဲ့အတူလေရင်ပေါ်ကဆင်းသွားခဲ့ပါတယ်။သို့တော်လဲလေရင်ပြန်တက်ပြီးမကြမီမှာပဲချိုယွင်းချက်တစ်ခုဖြစ်ပွားကလေရင်ပြက်ကျသွားပြီးလေရင်ပေါ်ပါသူအားလုံးတည်ဆုံးသွားခဲ့ပါတယ်။ဒီသတင်းကို CEO သိလိုက်ရတဲ့အခါမှာတော့သူဟာအလွန်အမင်းတုန်လို့ခြောက်ခြားသွားပြီးမယုံနိုင်အောင်ဖြစ်သွားခဲ့ရပါတယ်